ဟုတ်ကဲ့ပါကျွန်တော်တို့ဘယ်သူဖန်ဆင်းပေးတာလဲဆိုတဲ့တခြင်းပေါ့နော်တိတ်ဆိုကတော့ကိုဗလာပေါ့ကိုအားကြီးလည်းပြန်ပြီးတော့ဆိုထားရဲဆိုတော့ကျွန်တော်အဲ့တခြင်းလေးကိုတီးကြည့်လိုက်အောင်နော်ကိုကချင်လေးကြီးထားတာဆိုတော့အဲ့တော့ကျွန်တော်တို့ဒီတခြင်းကိုတီးဖို့တော့ကျွန်တော် G key နဲ့တီးရမယ်ဆို B minor ပါလို့ပေါ့နော်ဒီပေါ့ကိုချစ်မိပြီမ B minor ပါတယ်ပေါ့နော်โอเคကျွန်တော်တော့ကပို1 2 3ကျွန်တော်ညှက်ထားမယ်ကျွန်တော်အခုတီးမှာတော့G key နဲ့ကျွန်တော်တီးမှာပေါ့နော် B minor လည်းပါတယ်ဆိုအောက်မှာတော့ကျွန်တော် chord မှာ E ပါတယ်နော် E minor ရပြီဆိုကျွန်တော်လက်ညှိုးလေးဖိလိုက်ရပါပြီနော်အဲ့တော့ကျွန်တော်ဒီမှာလက်ခက်က down down up up down up down down up up down up down down up up down up down down up la 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 အဲ့လိုမျိုးဆိုမယ်နော် na 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 โอเคပါအဲ့တော့ကျွန်တော်ညီကိုလေးလက်ခက်ကိုလည်းရနေပြီးသားလို့ထင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်စပြီးတော့ဆိုကြည့်လိုက်အောင်နော်ကိုယ့်ဘက်ကိုခုနလာလာဆိုလိုက်ပေါ့နော်ကျွန်တော် TV မှာဆိုမယ်ချမ်းသူရောက်ခါညိုချောပဲမြေသူငယ်လို့မဝတဲ့ကြည်စကားလေးပြောပုံလေးကစီတကယ်ကိုချစ်စရာလေလာပြီးမိုင်းနာမြင်မြင်ချင်းကိုချစ်မိပြီအမှချစ်မိပြီပြီးရင်စီနဲ့ဒီနဲ့ဟာပါတကယ်ပါလားဆုံးသူရဲ့လာလာလာဒါဒါရှယ်လေလက်ခံဒီဆိုတလားခွေပါလေကအိုမိုမိုတကယ်ကိုချစ်စရာလေမြင်မြင်ချင်းကိုချစ်မိပြီတကယ်ပါချင်တာဆုံးသူရဲ့လာ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 နောက်တစ်ပိုင်းချစ်မိတဲ့ပြောမှာရှောင်းပြမသွားပါနဲ့သူသွားမဲ့နေရလေကိုလေးလိုက်ပါစေချစ်စကားလေးတွေပြောပါရစေတကယ်ပါချစ်ဆုံးသူရဲ့လာလာလာနာနာလာလာလာခေါ်ရလာပြီမိုင်းနာချမ်းတီးမဆိုမယ်နော်ချမ်းကြောင်းသွားရင်လည်းမြေအောင်လေပြီးမိုင်းနာအိမ်မထဲလည်းမြေအောင်လေအိမ်မိုင်းနာမေလို့မရတဲ့ဒီသူရဲ့မျက်နှာလေးကြီးဒီမိုင်းနာနဲ့ခေါ်လိုက်မယ်ဒီမဲ့အတွေ့တဲ့လေသူပါနေတယ်ပြီးမိုင်းနာစိတ်ကူးတဲ့လေသူပါနေတယ်သူရဲ့လာကဘသူဖန်ဆင်းပေးတာလေโอเคပါကျွန်တော်ညီကိုလေးလိုက်တီးလို့အဆင်ပြေမယ်လို့ထင်ပါတယ်ကျွန်တော် fight တင်ပါเนาะ